ဒီမှာဘယ်လိုတော့ဆိုတော့ကြုံတဲ့လူကဝင်းကလို့ရပါဘူးကိုအဆင်ပြေရဆိုရင်ဝင်းကလို့ရတယ်ပွဲထုတ်လို့ရရကျွန်တော်လည်းဝင်းကခဲ့အကောင်းမှတော့မသိဘူးအောင်ပါစီနဲ့ကတော့ရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြစရာလေးရှိလို့ဗျာဒီမှာကိုရီးယားကျွန်တော်စိုင်းနာပန်းရအိမ်လေးမှာနှင်းစီအနီရောဖြူတွေရောဗျာတော်တော်လှတယ်ဒါဆိုရင်ကျွန်တော်မွေးရပါတော့ဒီမှာကျွန်တော်ပြီးဆိုတော့ဒီခုလာနဲ့ကုံတော့ပြီပေါ့နော်ဒီမှာဆိုတော့တော်တော်လှတယ်ဗျာတစ်ချက်ပြပြီဟုတ်ဗျာအိမ်လေးကလှဗျာဝေးကနေချမ်းဖြူးလေးမိုက်ဒီဘက်မှာဆိုတော့လည်းသူဒါကျွန်တော်တို့နေတဲ့ site လုံးနေရလေးကရွာလေးပေါ့နော်အခုကကျွန်တော်ဒီဘတ်စကားစောင့်နေတာဆိုတော့ဘတ်စကားမလာခင်လေးမှာကျွန်တော်တို့နေတဲ့ရွာလေးကဖြူးလေးမိုက်ရပေါ့နော်အခုကကျွန်တော်ဘတ်စကားစောင့်နေတာဖြစ်ပါတယ်ကိုရီးယားဘတ်စကားနဲ့ကျွန်တော်တို့ဒီဈေးတွေကိုတစ်ချက်သွားကြည့်ရမယ်ဗျာလောလောဆယ်တော့ကျွန်တော်တို့က3 မိနစ်လောက်ပဲလွယ်တယ်ကျွန်တော်ဒီဈေးသွားဖို့ဒီကနေဘတ်စကားတစ်ဆင့်ပြီးတော့ဟိုဘက်ယထာတစ်ဆင့်အဲ့ဒါသွားရတာပေါ့နော်ကိုရီးယားရဲ့ transportation တော်လာရေဘယ်လိုနေလဲဆိုတော့ကျွန်တော်တို့တစ်ချက်စီကြည့်အောင်ဗျာကိုရီးယားရဲ့ဒီဘတ်စကားမှတ်တိုင်တွေကသူဒီဘယ်ဈေးကဘယ်ချိန်လာမလဲဆိုတာပြပေးရပါတော့ဒီမှာဆိုရင်လည်းသူပြလာမယ်မှတ်ကားရှိမရှိပြပေးရပါတော့ဒီပေါ်မှာဆိုရင်လည်းသူကကားဘယ်နှစီးရဘယ်နှမိနစ်လို့ကြီးရဆိုပုံပြပေးCCTV ကရှိရပါတော့အားလုံးရရှိပါတယ်ကျွန်တော်ကားတော့လာပြီပေါ့နော်ဒီကိုရီးယားကတော့ဒီမှာရှိရကားရင်းနဲ့တူပဲပေါ့နော်ဟုတ်တယ်ဗျာ안녕하세요 칭찬입니다.ကျွန်တော်ဒီတော့ဒါကားရဆန်တော့ရောက်သွားပြီယထာရဆန်စီရအောင်ဒီညမှာဒီပြည့်နေတာဒီနေရာလေးကတော်တော်စီရပေါ့နော်ဒီဘူတာလေးကကျုံကရောက်ဘူတာတော့အခုရှေ့မှာတော့တန်စာရှိလားမသိဘူးဆက်ကြည့်လိုက်အောင်ဒီသူတို့လူမျိုးတွေကဒီစနေတို့တနေ့နေ့ပိတ်ရဆိုရင်တော့ဒါသူတော်တော်စုယုံပြီးတော့ဒါသူတို့ကကိုဒီမှာစားရတောက်ကြရပေါ့နော်အိမ်မှာချက်ပြုတ်တာရှားရပေါ့သူတို့လာတာနဲ့ငွေစိမ်းနဲ့ရှင်းမယ်ဆိုတော့1000 2000လောက်ဆိုရင်ဒါဟွာပြည့်ရပေါ့နော်စားလို့တောက်လို့ဆင်ပြေရဆိုတော့ဒီဘက်မှာကျွန်တော်လည်းလိုက်ဆက်ဆွေးကြည့်လိုက်အောင်ဘာပွဲလဲဆိုတာဟိုမှာဟိုလေးတွေကနေတစ်ဆက်တော့ကျွန်တော်ပြရတယ်နော်ဒါမျိုးတော့ကြည့်ရကြိုနှက်ပြီပေါ့နော်ဒီဒါမျိုးကတော့ဒီမှာကနေရပါတော့ကြည့်ရလူတွေလည်းစုံမဲ့ဆိုတော့ဟိုပါပဲမိုင်းဒီနေ့ကတော့ပြင်ထွက်အကျိုးကောင်းပြီလို့ပြင်ထွက်အကျိုးနှက်ပြီလို့ပြောအောင်ပါနော်ဒါလောကလည်းဒီမဲ့ဒါမှကိုရီးယားရဲ့အနှစ်တည်းခံစားရတော့ဟုတ်နော်ဒီမှာဆိုလည်းဒါကျွန်တော်တို့ကျွန်တော်ချက်ပြပြပါမယ်
ဒီမှာကကျွန်တော်တို့ပုံမှန်နေ့တောင်မှလူတားစီရဆိုတော့ဒီလိုနေ့ဆိုရင်ကျွန်တော်တော်လူအုပ်တော်ကြာနေပေါ့နော်ဒီလမ်းမှာတော်ကြာဒီနေရာလည်းတော်တော်မိုက်ရပြဟိုဘက်လမ်းကြားမှာဆိုရင်တောင်မှသူကဟိုမှာ2လမ်း3လမ်းရှိရဒါကတော့ဒီလမ်းမကြီးပဲပေါ့နော်ဒါကိုယ့်ကိုစော်ရှိရလူရော2ယောက်သားတွဲနဲ့လမ်းလျှောက်လို့ကောင်းမဲ့နေရာပေါ့ဗျာကျွန်တော်တို့ကတော့ထီးကျန်တယောက်တည်းလှုပ်ရှားနေရတာပေါ့ကြားပါလေကိစ္စမရှိတော့ single the best ဆိုတဲ့အတိုင်းပဲကျွန်တော်ဒီတိုင်းတယောက်တည်းလှုပ်ရှားအောင်ပေါ့ကိုယ့်ရဲ့ကြောင်ထဲမှာဆိုကျွန်တော်လှရဗျဒီဘက်မှာဆိုရင်လည်းကျွန်တော်တို့ဒီ street food တွေပါရှိရပေါ့နော် street food ကတော့တယောက်တည်းဆိုတော့မျက်နှာငယ်တော့မစားတော့ဘူးခုကျွန်တော်ကဒီယထာကားစီးပြီဆိုကျွန်တော်ဟိုဘက်ယထာပြန်စီးရအောင်နော်ကျွန်တော်ယထာစီးကိုတွားလိုက်ပါအောင်မယ်ဒီမှာကျွန်တော်တို့ရာသီဥတုကလည်းတော်တော်မိုက်နေပြီဗျနေလို့ထိုင်လို့ကောင်းနေပြီပေါ့ဒါပေမဲ့ပူနေတော့ပူတဲ့ဘက်ပါနေပြီပေါ့ဒီညနေကင်းလင်းမှာဆိုတော့တော်တော်ဆင်အောင်တွားလို့လာလို့တော်တော်ဆင်ပြေပေါ့နော်နည်းနည်းလေးတာလည်းမအိုက်ဘူးတာလည်းမအေးဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီမြေအောက်ကနေမြေအောက်လူကူးလမ်းပေါ့နော်ဒီဘူတာတိုင်းလောက်မှာကျွန်တော်တို့ရှိရပေါ့နော်ဒီမြေအောက်ကူးလမ်းခုဒီဘက်ဒီလမ်းဘေးဆိုင်လေးရတော့အခုလောဆယ်ဒီမှာတော့ပိတ်ထားရပါပုံမှန်ဆိုတော့သူကလမ်းအောက်ကဘေးဆိုင်မြေအောက်ခန်းဆိုင်လေးတွေဖွင့်ဝင်ထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီပေါ်မှာဆိုရင်လည်းဘာလို့မညာလို့မလဲလို့ CCTV ဆိုလည်းအပြည့်တက်ထားတာပေါ့နော်ဒါကျွန်တော်ဒီယထာစီကိုဂျာတဲ့တော့ရောက်နေပြီနော်ယထာတော့လာရင်တော့ကိစ္စမရှိဘူးကျွန်တော်ယထာပုံမှန်ဆိုတော့ယထာကြည့်ပြီးမှတော့ယထာဒီဘက်လမ်းရပေါ်ရဲဆိုတော့ကျွန်တော်3-4ခုတာလောက်ပဲစီးရမှာတော့ကိစ္စမရှိဘူးเนาะသွားလိုက်ရင်ရတယ်ဒါကျွန်တော်တို့ဒီဒါဘူတာတဲ့ရောက်သွားပြီပေါ့နော်ဘူတာထဲမှာဆိုကျွန်တော်တို့ကတစ်ချက်ပြန်ဖြတ်ရမယ်ပေါ့ကျွန်တော်အခုကတော့ဘူတာရောက်ပါပြီငါးဘူတာလောက်ပဲစီးလိုက်ရတယ်ပေါ့နော်နိုင်ငံခြားရောက်ရင်ကျွန်တော်တို့တက်လန်းနေကြီးဆိုတာဒီဟာကျွန်တော်တို့နိုင်ငံခြားရောက်ရင်တက်လန်းနေဆိုတာလေကားတက်လန်းနေကြီးကိုပြောတာပေါ့ဒီမှာကျွန်တော်ယထာစီးရရင်တော့ဒီသူ့ထားထဲမှာစီးရဆင်ပြေရပေါ့နော်တာကြီးဆူရင်နေသိမရှိဘူးပေါ့ယထာစီးရဖြစ်ကားစီးရဖြစ်ဘာပဲစီးဒီလိတ်ဆူရင်နေမရှိတော့ဆင်ပြေရပေါ့နော်ကျွန်တော်တို့ဒီဘူတာထပ်ပေါက်ပေါ့နော်ဘူတာထပ်ပေါက်မှာဆိုတော့ကျွန်တော်တို့ကတ်တစ်ခါဖြတ်ရပါတယ်ခုကဒါရိုရီးယားစံတော်ချိန်9နာရီမှနေရတော်တော်ကြီးလင်းရပါတော့နေရဒီ7နာရီလောက်မှနည်းနည်းလေးပေါင်လာဆိုတော့ဒါယထာလန်းနေထား sunset view လေးပါနော် sunset view လေးပဲဖြစ်ပါဘူတာထဲမှာဆိုတော့ကျွန်တော်တို့ဒီလမ်းကျင်းတဲ့ထဲဟိုမှာသူကအဆိုင်လေးတွေဖြစ်တယ်လို့စောက်ကြပါတော့အလားကုန်ဆိုင်လေးတွေဖြစ်ဖြစ်ဒီ24နာရီဆိုင်လေးတွေပဲဖြစ်ဖြစ်ဟော့တော့ဆိုင်လေးတွေပဲဖြစ်ဖြစ်ဖွင့်ကြရပါတော့ရောင်းလေးရောင်းရတယ်ဗျဒီဘက်မှာဆိုရင်တော့ကျွန်တော်တို့ဒီဈေးကိုရောက်ပြီပေါ့နော်ဒီဈေးကကျွန်တော်တို့ဒီတရုတ်ဈေးပေါ့နိုင်ငံခြားတော်များများဒီမှာလာဈေးလေးချိုရပေါ့နော်ဈေးလေးတင်တယ်ဘေးဈေးနဲ့ဆိုင်ဒီလာဝယ်ကြတာများရပေါ့နော်ဒီတရုတ်အဓိကတော့တရုတ်ဆိုင်တွေကပိုများရပေါ့နော်မြန်မာဆိုင်တွေလည်းရှိပါတယ်မြန်မာဆိုင်တွေလည်းဘူတာတိုင်းမှာကျွန်တော်တို့ဒီလူကူမြင်လာလမ်းမှာဒီမြေအောက်ကနေပဲလောက်တာများရပေါ့နော်မြေအောက်ထဲမှာဆိုတော့ကျွန်တော်တို့ဒီတိုလီမိုလီဆိုင်လေးရှိတင်ပြင်းရဆိုင်လေးတွေရောအခြေရိပ်တော့လက်အိတ်တော့ဈေးချိုနဲ့ရရပေါ့နော်နိုင်ငံခြားရောက်ရင်တကယ်ကိုတက်လန်းဆိုမှတက်လန်းနေကြီးရကျွန်တော်တစ်ချက်ထပ်ဒါနည်းနည်းနေနေကြတယ်ဆိုရင်တော့5တက်ကိုချီကျင်တက်ရအဲ့လိုဟာရှိရပါချက်မရေးကောင်းတာပါဗျာခုကတော့ကျွန်တော်ဈေးရောက်ယူเนาะဒီဈေးကကျွန်တော်တို့ဒီပိတ်ရဆိုတော့ပိုးစီရပါဗျာလူပိတ်ရဆိုရင်ကျွန်တော်တိုးလို့တောင်မပေါ့ဟိုဘက်ရောက်လေပိုများလေ
တီပဲတီရလားကျွန်တော်ဒီဖနက်တွေပဲလားဒီဘက်ကဖနက်တွေဆိုရင်လည်း15000မြန်မာပြည်စတော့ဘယ်လောက်ရှိမှတော့မသိဘူးဒီဘက်မှာကျွန်တော်တို့ဒီပြောင်းတောင်မှုဖုတ်တွေပါရပြောင်းဖုတ်တွေကျွန်တော်တို့ကစုံပြုတ်တွေကစုံဖုတ်တွေအဲ့ဒီပါစုံရှိတိုလီမိုလီဟိုးဘာမှမဟုတ်တဲ့ဟာရစားအဲ့တော့ကုန်ရတယ်အဲ့ကြောင့်မလို့ဒီဈေးလဲချိုတော့နိုင်ငံရသားတွေတော်တော်များများလာကြရပေါ့ဗျာဒီကတော့ကျွန်တော်တို့တရုတ်ဆိုင်တွေကများရယ်ဗျာတရုတ်ဆိုင်တွေဆိုရင်ဒီပေါ့စီတို့အီကြာခွေးတို့မြန်မာစားစာတွေကုန်ရတယ်ပေါ့နော်ဒီဖနက်ဆိုင်ကတော့ကျွန်တော်သဘောကျဆုံးပဲဗျ discount ချထားမကြသေးဘူးနော်1000ခွဲနဲ့2000နဲ့တော်တော်စီးပေါ်ကျွန်တော်ချက်ပြပေးဒါလေးကိုဆိုပြ2000ချထားငကိုဈေးရ39800ဒီမှာဖနက်တွေမြန် export မလုပ်ရလို့လားမသိဘူးဗျာကို 90% လောက်ဒီ discount ချတာပုံမှန်ဆိုတော့5,000လောက်တော့ရှိမှာပေါ့ဗျာဒီလိုဖနက်လေးတွေအစညတော့ကျွန်တော်လည်းကင်မရာမကန်ရတာကြာတာနဲ့တစ်ချက်လောက်ရှောက်ရိုက်ပြကြည့်တာဖြစ်ပါတယ်နောက်နေ့မှာလည်းပြန်လဲဆုံးတွေ့ကြပါဗျာဒီနေ့တော့ကျွန်တော်ဒီလောက်နဲ့ပဲကျွန်တော်နေရဲ့အခန်းလေးရောက်ပြီဆိုတော့နောက်မှပြန်တွေ့ကြပါစို့ဖိုင်မှာ